မိတ်ဆွေစိတ်ညစ်နေဒီဗီဒီယိုလေးကိုခဏလေးအချိန်ပေးနားဆင်ကြပါမာနတွေသိမ့်မထားပါနဲ့မထားသင့်တဲ့မာနကတင့်ကဘာကိုကျင်းမြောင်းစေပါတယ်လူတွေကိုအပြုံးနဲ့စတင်နှုတ်ဆက်ဖို့ဘယ်တော့မှဝမ်းမလဲပါနဲ့အပြုံးတွေကတစ်ဖက်လူကိုပျော်ရွှင်စေသလိုကိုယ်တိုင်လေးပီတိဖြစ်စေပါတယ်လူတိုင်းမှာဝမ်းနေစရာဆိုတာအမြင့်ရှိပြီးသားပါတင်တယောက်ဒီမပျော်ရွှင်ပဲဝမ်းနေရတာမဟုတ်ပါဘူးဘဝဆိုတာဒင်္ဂါပြတစ်ခုလိုပါမျက်နှာပြင်နှစ်ဖက်ခေါင်းနဲ့ပန်းလိုပါပဲအဆိုးတွေပြီးရင်အကောင်းဆုံးတွေတကြွပြန်လှည့်လာမှာပါဖြည့်ရှင်းလို့ရတာတွေဆက်ဖြည့်ရှင်းပါဖြည့်ရှင်းလို့မရတာတွေပြစ်တာထားလိုက်ပါအချိန်တစ်ခုကြာတော့လေအပြောင်းလေးတွေနဲ့တင့်ကံကြမ္မာတစ်ခါပြန်ကန်ကောင်းလာမှာပါအရေးကြီးတာကဘေးရာတွေကိုပဲဖြစ်ဖြစ်ရင်ဆိုင်ရဲတဲ့စိတ်နဲ့ရင်ဆိုင်ရှင်စိတ်ရှိဖို့လိုပါတယ်ဒီစုံတစ်ယောက်စီကမျောလင်းချက်တွေထင်တယ်လို့ဖြစ်မလာတဲ့အခါမျောလင်းချက်တွေကိုချွတ်ချပြစ်ပါအကျဉ်းများစွာသင်မျောလင်းတယ်လို့မတုံ့ပြန်တဲ့သူဟာသင်လိုချင်တဲ့အရာ तू မပေးနိုင်ဘူးဆိုတာသင်နားလေထားဖို့လိုပါတယ်သင်ကိုမနာလိုသူမလိုလားအပ်သူသင်ကိုစွန့်ခွာသွားသူတွေကိုမမုန်းတီးပါနဲ့မေတ္တာသာထားလိုက်ပါမေတ္တာဆိုတာကြေပြန့်တတ်တယ်လို့ရောင်ပြန်ဟက်စေပါတယ်သင်မျောလင်းထားတဲ့သူစီကမေတ္တာမရလေအခြားလူတွေစီကချစ်ရှင်းမေတ္တာတွေအပြည့်အဝရစေနိုင်ပါတယ်သင်ကိုဂရုစိတ်သူအလေးထားသူတွေကိုပဲတတ်နိုင်သလောက်မမဲလျောပါနဲ့သူတို့ရဲ့တန်ဖိုးထားမှုကိုအတိအမှတ်ပြုပြီးတုံ့ပြန်ပါဘာလို့လဲဆိုတော့သူတို့ကကိုယ့်ရဲ့အသက်ရှင်ရည်တည်မှုကိုပိုပြီးအတိတ်ပဲရှိအောင်လုပ်ပေးတဲ့သူတွေမို့ပါဖြစ်ရှင်တာတွေတစ်ထက်ရှင်းဖြစ်အောင်ဖြည်းဖြည်းရှင်းလုပ်ယူပါအရန်ကြီးဆန္ဒသိမ့်မစောပါနဲ့ဒီနေ့မဖြစ်လေနောက်နေ့ရှိသေးတာပဲနေ့တိုင်းအကျိုးရှိစွာလှုပ်ဆောင်နေဖို့သာအဓိကပါနေ့ရက်တိုင်းကစပြီးဒီနေ့အထိသင်စိတ်ညစ်နေပျော်ရွှင်စရာလေးတစ်ခုခုတော့ရှာဖွေပါဥပမာဟာသဗီဒီယိုလေးရေမိုးစရာကာတွန်းလေးတွေရည်စရာပြောတတ်တဲ့တငယ်ချင်းတွေအစရှိသဖြင့်ပြုံးရည်စရာလေးတွေနဲ့အာယုံပြောင်းနိုင်အောင်ကြိုးစားပါလူသားတိုင်းမပျော်ပြီးပြုံးနေရတဲ့ဘဝဆိုတာအမြင်ရှိပြီးသားပါတချို့လူတွေပျော်ရွှင်နေရတယ်ဆိုတာစိတ်ညစ်စရာလုံးဝမရှိလို့မဟုတ်ပါဘူးသူတို့ကိုယ်တိုင်ကပျော်ပျော်နေတတ်လို့ပါပြီးတော့ပျော်ရွှင်ခြင်းဆိုတာသင်ကိုယ်တိုင်ဖန်တီးယူရတာပါကိုကံအဆိုးဆုံးလို့ဘယ်တော့မှမတွေးပါနဲ့သင်ဘဝဘလောက်ဆိုးရွားပါသေးကိုယ့်ထက်ဆိုးရွားတဲ့လူတွေကိုယ့်ထက်ကံဆိုးတဲ့သူတွေဒီကမ္ဘာပေါ်မှာတပုံကြီးပါအတွေးလေးတစ်ခုပြောင်းလေးတွေးခိုတတ်ဖို့ပဲလိုပါတယ်နောက်ဆုံးတစ်ခုကတော့ကံဆိုတာအလုတ်ဆိုတာကံပါဆိုးတာတွေလုပ်နေရင်အဆိုးတွေရှိပဲကြုံတွေ့နေရမှာပါဒါကြောင့်သင်အမြဲကောင်းတာတွေလောက်ကံကြံစည်နေရင်ဒီနေ့တော့သင်အမြဲကံကောင်းလာမှာဧကံမုရှာမလွဲပါပဲမိတ်ဆွေများအားလုံးလေးဒီဗီဒီယိုလေးကနေစိတ်ဖြည့်သိမ်းစရာ